လေအရန်တိုက်တော့ဖျားပြီးတင်တာပဲဒီနေ့အေးထားရင်ဆိုင်လိုက်ပါဦးမယ်သူက10နိုင်ခွဲပါမင်္ဂလာပါထပြီးခေါက်ဆွဲစားပြီးသွားပြီအိမ်နဲ့လည်းပြောပြီးသွားတယ်ဟိုကြည့်လိုက်လို့ကတော်တော်ဆူဆူဖြစ်နေဆိုတော့အခုခန်းရှင်းပါမယ်ခန်းရှင်းပြီးချိုးမယ်ချိုးပြီးလို့ရှိရင် meeting တစ်ခုတက်စီရရှိရဲအဲ့ဒါပြီးတော့လို့ရှိရင်နေ့လေစားတော့စားပါမယ်အခါတော့တအားရှုပ်နေဆိုတော့နည်းလေးပြန်ခန်းရှင်းပါမယ်ရှင်းပြီးတော့ပြီဆိုအိတ်လိုက်ကကြီးကဘာလို့တင်တာလဲဆိုတော့ဟီတာနဲ့တိုက်နေလို့ပေါ့နော်တင်တာတကယ်တော့ချလို့ရချလိုက်မယ်โอเคရှင်းပြီးတော့ finish ပြီးပြီလေဒီချိုးလိုက်ပါဦးမယ်မင်္ဂလာပါဒီမိုးချိုးလို့ပြီးပါပြီခေါင်းလျှော်တာခေါင်းစပင်းအသိမ်း6ချင်သေးဘူးဘိုးဘိုင်းသွားပြီးတော့စားဖို့တော့ဖို့သွားလုပ်လိုက်ပါဦးမယ်တကယ်တော့မနေ့ကချက်ထားဟင်းကြံတော့ချက်စီရမလို့ဒါပေမဲ့ဟင်းမကြံတော့ရင်ဒီနေ့အဲ့လိုချက်ရမယ်နေပေါ့နော်ဝေသားအပြင်မှာအေးမေးတော့မသိတာမချက်စင်စခေးဆိုပြီးတော့ထူးဝေသားရမ်းတော့မအေးတက်ပြီထင်တာပဲဒါပေမဲ့မနေ့ကလေးရတော့ဒါအားတိုက်ဒီတော့ဘယ်လာမှန်းမသိOkay, packaging is like almost done. Laptop ကတော့ယူရင်ကောင်းမလားထားလိုက်ပါတော့ပြန်လာပါလို့ဆို
ပတိလေးပြန်ဆက်လိုက်ပါဦးမယ် Let's go ရတာကိုယ်တိုင်လှုပ်ထားတဲ့ဖတ်ထုတ်ဦးကပေါ့နော်အဲ့ဒါအိမ်မိမှာစမ်းလှုပ်ထားတာတရားကတော့မလာခောက်ဆွဲကွက်ကိုလှုပ်ထားတာပြီးတော့ဖတ်ထုတ်ဦးကနေပါဒါကတော့စက်သားဟင်းချက်ဖို့ပေါ့နော်စက်သားကအမှအများကြီးချက်ရမှာဆိုတော့အဲ့ကြက်ပေါင်တစ်ဝက်လောက်ကိုနည်းနည်းဆက်ပြပြလေးချက်ပြီးတော့ကျန်တဲ့စက်သားတောင်ပန်နေပါရောတော့ရိုးပဲချက်မှာပေါ့နော်အဲ့ကြက်ပေါင်ကြောင့်အဲ့ဒီကဘာနဲ့ချက်မှာလဲဆိုတော့အဲ့ဒါလောလောဆယ်နှက်ထားအဲ့ပြင်အဲ့ကြက်ပေါင်ကိုဘီယာနဲ့ချက်မှာအဲ့ကွာလို့ရှိရင်ကြံတဲ့ကြက်သားတွေအများကြီးကိုတော့အဲ့ဒါအဲ့ဒီမချက်နိုင်တော့လို့ဆိုပြီးတော့အဲ့တခါတည်းအရန်သစ်ပါလာပြီးတာအဲ့ညီမဖေကအထုပ်လေးရှိရဲ့အဲ့ဒါအဲ့ဒီအနောက်မှာပြလာပြီးရဲ့ထင်အဲ့အထုပ်လေးနဲ့အကုန်လုံးရောနေတခါတည်းချက်လိုက်တာပေါ့နော်
အခုအိမ်ပြန်နေပါပြီအာအေးလေးဆောင်ရတိုက်တယ်အင်းချက်ပြီးတော့ပါပြီနောက်နေ့တော့ဟိုကခုနတငယ်ချင်းတွေပြောတာသူတို့တနားကြီးရွှေ့သွားတယ်တဲ့ပုံမှန်ဆိုခု9နိုင်ရှိရမှာပေါ့ဒါပေမဲ့6နိုင်ပဲရှိရလို့ပြောတာပဲအဲ့ဒါအိမ်ရောက်မှလည်းနဲ့ချက်ချင်တာပဲတကယ်လားရှုပ်ပြောနေရလားဆိုတော့ so ဒါတော့ဒီနေ့6နိုင်ကြော်ဆိုတဲ့ဝေးတာပါကြည့်အောင်လောက်မောက်မဲနေမသိ9နိုင်လောက်ရှိတယ် oh my god ကဲအိမ်ပြန်လိုက်ပါဦးမယ် so ဒီနေ့က Sunday ပေါ့နော်တနင်္ဂနွေနေ့ကိုဘာလုပ်လဲဆိုရင်ဒါပုံမှန်ပါပဲနောက်ကိုနောက်ကျမှထားတယ်ပြီးရင်ထမင်းစားတယ်ပြီးရင်ဟင်းတစ်ခုခုချက်တယ်ဒါပါပဲထွေထူးတော့မလုပ်ဖြစ်သေးပါဘူး but အလုပ်တွေဘာတွေရရင်တော့မပြောတတ်ဘူးပေါ့လေရန် busy ဖြစ်ချင်းဖြစ်နေမှာပေါ့အဲ့တော့ဆောင်းရအေးဖုန်းဒီနေ့ကတော်သေးတယ်မနေ့ကဆိုလို့ရှိရင်ဒီလိုဖုန်းထုတ်ပြီးဗီဒီယိုရိုက်နေပြီဆိုအဲ့ဗီဒီယိုထုတ်ရိုက်တဲ့လက်ကခဲတော့အရန်အေးအမနေ့ကဖုန်းတော့မထုတ်နိုင်လို့ဗီဒီယိုမမြိုက်ခဲ့အောင်ဒီလိုရိုက်နေဆိုပါပြန်ရောက်ရင်မနေ့ကရိုက်ထားတဲ့ဗီဒီယိုလေး edit မယ်ပြီးရင် YouTube channel မှာဘယ်လိုတင်ရမလဲ try ကြည့်လိုက်အောင်မယ်ရတော့ရင်တော့မြင်ရမှာပေါ့ညသေးဆိုရင်လည်းနောက်နေ့မြင်ရမှာပေါ့အေးစေပေါ့ bye bye guys အိမ်သွားလိုက်ပါဦးမယ်ကဲပြန်ရောက်ပါပြီဆောင်းရအေးရမှာပြန်ရောက်ပါပြီစ daily vlog ရိုက်မယ်လားပြောပါကွာလို့ပုံမှန် daily vlog ရိုက်ထားရဆိုလို့ရှိရင်သူတို့ဘွားကြီးမှာရလို့ထူးထူးဆန်းဆန်းနေရှိလို့ပါ but for me daily vlog တွေကနေ့တိုင်း content အတူတူပဲဖြစ်နေမှာပါပြင်သွားတယ်ကျောင်းသွားတယ်အိမ်ပြန်လာတယ်တပည့်စားတယ်အဲ့ဆိုဘာ content မှတော့မရှိဘူးဒါပေမဲ့ဘာလို့ရိုက်တာလဲဆိုတော့အဲ့ဒီ video scale ပေါ့နော် video scale နည်းနည်းလေးတိုးတက်ချင်အောင်ဘာလို့လဲဆိုတော့ရိုက်နေကြမဟုတ်တော့လေအဲ့လို video တွေဘာတွေအတင်တအားတိုင်ပတ်တာတိလားလို့နဲတောဆက်တဲ့ video ကြီးဖြစ်နေအောင်ကွာအဲ့တော့ video scale လေး improve ဖြစ်ချင်လို့နေ့တိုင်းကောက်ကို training ဆင်းနေတဲ့သဘောမျိုးနေနဲ့လို့တင်လိုက်မှာမဟုတ်ရမရိုက်ဖြစ်ဘူးမရိုက်ဖြစ်ရင် edit ဆိုဝေးလာဝေးမလို့ဖြစ်တော့ဟိုရိုက်ထားတဲ့ဟာတွေတော့မှ edit မလုပ်ဖြစ်ဘူးဆိုတော့လေအဲ့လေးတခုတော့စဉ်းစားထားတယ်အဲ့ကြောင့်မို့ daily vlog တင်ရတာပါကြည့်ပြီးတဲ့အတွက်ကျေးဇူးပါ呀အိမ်တော့ဟာလို့ခဲနေအောင်ရောက်ပြန်ရောက်ပါပြီခံဟီတာပေးခဲ့ဟီတာပေးခဲ့တော်သေးရပေါ့မဟုတ်ရင်အပြင်မှာဒါအိမ်ထဲရောက်တော့ဒါပူအများနဲ့ပြင်ပြမင်းဘူးထုတ်လာပါဒီက favorite ပေါ့နော်ဒီဘက်မှာအချင်တော့အချင်မောင်းနေမရှိဘူးကွာအဲလီကအကြိုက်ဆုံးအချင်တော့ဦးမယန်းပေါင်းတအားကြိုက်တာဦးမယန်းပေါင်းနဲ့မှာကွာပြောရင်းနဲ့တော့တည်ယူလိုက်ဦးမယန်းပေါင်းနဲ့မှာကွာလို့ဟိုလေစားနဲ့လေအုပ်ထားရင်အချောက်လန်းနဲ့အဲ့လိုငငန်ကြည့်ကြည့်တအားသူများမကြိုက်တဲ့ခါကြီးလေအရန်ကြိုက်အဲ့ဒါအရန်ကြိုက်တာဒါပေမဲ့ဒီမှာဘလို့မရဘူးလေအကယ်၍ကွာရပို့လို့ရမယ်ဆိုရင်တော့မှမရတော့ထင်တာပဲသိလားအဲ့လိုမျိုးဆိုဘယ်လိုလုပ်လိုက်လဲဆိုတော့ဒီယိုလာကန်นี่မမအောင်မယမ်းပြားလှမ်းထားတဲ့ဟာတွေမှားလိုက်တာကွာသူကမယမ်းပြားလှမ်းထားတဲ့ဟာထုတ်လိုက်ရပို့ပေးလိုက်အဲ့ဟာကိုစားအချုံမုံမြုပ်တီးနဲ့နေလာတာပါဦးမယမ်းပေါင်းနဲ့ထပ်တူတော့မကြပါပဲအရသာ 70% တော့တူတယ်ပေါ့နော်အဲ့ဒါကိုပြောရင်းနဲ့အောင်စားချင်လို့တရေယုံနေစားလိုက်ပါဦးမယ်ခဏနားမယ်ပေါ့နော်ခုစားပြီးတော့ပြီးရင်ဗီဒီယိုလေးအပ်တက်ပါမယ်